ယနေ့သာသနာတော်နှစ်2569ခုဘောဇာတက္ကရာ1389ခုနတ်တော်လပြည့်ကျော်12ရက်နေ့ပြည့်တက္ကရာ2025ခု12လပိုင်း16ရက်နေ့အင်္ဂါနေ့မှာမြန်မာနိုင်ငံပြည်တွင်းပြည်ပမှာရှိကြကုန်သောသာသနာဝန်ထမ်းရှင်ရန်ပေါင်းပစ္စည်းလေးပါလူတန်းကြကုန်သောတက္ကဒကမအပေါင်းမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းကဘာသူကဘာသားအပေါင်းဒီနေ့မှာမူဖကြကုန်သောမွေးနေ့ရှင်အပေါင်း365မြတ်တာပွားစီစဉ်ကိုကြည့်ရှုနေသောပုဂ္ဂိုလ်အပေါင်းကျွန်ုပ်တို့နှင့်တန်တရားဆက်ဆက်မှယခုဘဝထိတော်ဆက်ပူသောဆွေမျိုးမိတ်ဆွေကိုပွားညီကိုမနှမအပေါင်းနတ်ပြည်6တဲ့ဗြဟ္မပြည်20လူပုံပယ်လေးပုံသုံးတဲ့ဘုံ၌ကျင်လည်ကြကုန်သောလူနတ်ဗြဟ္မတတ္တဝါပယ်ပုံသားအပေါင်းအနန္တစကြာဝဠာအနန္တတတ္တဝါပေါင်းတို့သည်အကောင်းကျိုးကိုပယ်ပြောင်း၍ကောင်းကျိုးချမ်းသာကိုပေးစွမ်းစေတတ်သောမင်္ဂလာပေါင်းနှင့်ပြည့်စုံပါစေလို့ကျေးဇူးစွာဆုတောင်းမေတ္တာပို့သ365မြတ်တာဘွားစီစဉ်ကိုနေ့စဉ်နဲ့အမျှဆောင်ရွက်နေရခြင်းသည်နေ့စဉ်နဲ့အမျှမူပွားနေကြကုန်သောမွေးနေ့ရှင်ပေါင်းတို့အားမြတ်တာပို့သခြင်းနှင့်ကုသိုလ်ကောင်းမှုများပြုလုပ်ရန်တိုက်တွန်းလို့ဆိုခြင်းဆိုတဲ့အချက်နှစ်ချက်ကိုအခြေခံ၍ဒီနေ့ကမ္ဘာလောကကြီးမှာကြုံတွေ့နေကြသောမိဘေးရေဘေးလေဘေးငလင်ဘေးစသည့်သဘာဝဘေးအန္တရာယ်မျိုးမျိုးကိုကမ္ဘာသူကမ္ဘာသားများခံစားနေရသည့်ဖြင့်လူတူချင်းတယောက်ချင်းမှရှိသောလောဘဒေါသမောဟဆိုတဲ့တရားစုများကြောင့်လူတူနဲ့တူကြားအဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြားနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြားဖြစ်ပေါ်လျက်ရှိသောပဋိပက္ခများကြောင့်လည်းဘေးဆိုးရန်ဆိုအန္တရာယ်ဆိုးများကိုကမ္ဘာသူကမ္ဘာသားများခံစားနေကြပါသည်ထို့အပြင်မမို့ခေါင်းမခြင်းကြောင့်ပျက်စီးခြင်းပေစစ်လက်နက်များကြောင့်ပျက်စီးခြင်းပေယောဂများကြောင့်ပျက်စီးခြင်းပေဆိုတဲ့အကြည်သုံးပါးဘေးကိုလည်းကမ္ဘာသူကမ္ဘာသားများခံစားနေကြပါသည်ဘေးဒုက္ခရောက်နေကြကုန်သောပုဂ္ဂိုလ်ပေါင်းတို့အားကိုယ်တိုင်ကူညီဆောက်ရှောက်ခြင်းတည်းဟူသောကာယကံမေတ္တာများကိုမထားရှိနိုင်သေးတာမိမိတို့နှုတ်မှမေတ္တာပို့သခြင်းတည်းဟူသောဝစီကံမေတ္တာမိမိတို့စိတ်မှမေတ္တာစိတ်များထားရှိခြင်းတည်းဟူသောမနောကံမေတ္တာများကိုထားရှိမယ်လူတိုင်းမေတ္တာတရားကိုပွားများကြမယ်ဆိုရင်မိမိတို့နေထိုင်ရာကမ္ဘာလောကကြီးဟာမေတ္တာတရားထွန်းကားရာငြိမ်းချမ်းသာယာသောနယ်မြေတစ်ခုဖြစ်လာမယ်လို့ယုံကြည်သောကြောင့်ပွားများနေရခြင်းဖြစ်ပါသည်365မြတ်တာဘွားစီစဉ်မှာမိမိတို့ရဲ့အမိနာမများကိုပေါ်ဆိုမြတ်တာပို့သခြင်းများခံယူလိုပါကလည်းမက်ဆင်ဂျာမှာမိမိတို့ရဲ့အမိဝိနည်းတက္ကရာများကို3ရက်ခန့်ကြိုတင်ရေးပေးပို့သနိုင်ပါတယ်မက်ဆင်ဂျာအားမကြည့်မိရတဲ့၎င်းအကြောင်းမျိုးမျိုးကြောင့်မိမိတို့ရဲ့အမိနာမများကိုပေါ်ဆိုမြတ်တာပို့သခြင်းများမပြုလုပ်နိုင်ခဲ့လေဖွင့်လုပ်ပေးပါလို့မေတ္တာရက်က365မြတ်တာဘွားစီစဉ်ကိုကိုယ်တိုင်မပြုလုပ်နိုင်သေးတာခြေပေးခြင်းဖြစ်၎င်း365မြတ်တာဘွားစီစဉ်ကိုကြည့်ရှုလိုက်ပါဆောင်ရွက်ခြင်းဖြစ်၎င်းမေတ္တာဘာဝနာကုသိုလ်များကိုပါဝင်နိုင်ပါသည်မေတ္တာဘာဝနာပွားများဤဖြစ်သောကြောင့်ကျွန်ုပ်နှင့်တူတို့ကကုသိုလ်ကောင်းမှုများပြုလုပ်နိုင်ရန်ဆောင်နဲ့သိမ်ဆောင်နဲ့ဓမ္မယုံဆောင်နဲ့ဇီတိတော်ဆောင်နဲ့ကဘာဆောင်နဲ့သာသနာတော်ဆောင်နဲ့များနဲ့ကျွန်ုပ်တို့နဲ့အန္တရာဆက်ဆက်မှယခုဘဝတည်းတော်ဆက်ပူသောဆွေမျိုးမိတ်ဆွေဘုရားညီကိုမနှမအပေါင်းနတ်ပြည်6တဲ့ဗြဟ္မပြည်20လူပုံပယ်လေးပုံသုံးတဲ့ဘုံ၌ကျင်လည်ကြကုန်သောလူနတ်ဗြဟ္မတတ္တဝါပေပုံသားအပေါင်းအနန္တစကြာဝဠာအနန္တတတ္တဝါပေါင်းတို့သည်ဤကြောင့်ကုန်ကြရင်ပရိယတိသာတင်တိုက်တွားရောက်တော်မူနိုင်ကြပါသည်တွားရောက်ခဲ့သည်ရှိသောကျောင်းဆောင်နှင့်ပေါင်းကခွင့်ပြုပေးတော်မူနိုင်ကြပါသည်တကူကြည်သောနတ်ဗြဟ္မများတွားရောက်ခဲ့သည်ရှိသောကျောင်းဆောင်နှင့်များသည်ဤနေရာသည်မိမိတို့နေထိုင်ရာဌာနများဖြစ်သောကြောင့်တကူကြည်သောနတ်ဗြဟ္မများနှင့်ပြုတကွကုသိုလ်ကောင်းမှုများကိုပြုလုပ်နိုင်ကြပါစေမေတ္တာဘာဝနာပွားများမိဖြစ်သောကြောင့်ဤပတ္တကဘာ၌ဖွင့်ထုတ်မိဖွင့်ထုတ်လက်တန်သောဉာဏ်ငါးသူတို့အားပင်ဖိတ်ပါမည်ဣမေပတ္တကဘေဥပါဒောကာကုသန္တောသာဘောနာကမနောသာကတဘောသာဘောဓမောမုနိသာဓမ္မတယောသာဧပြင်းသာဗုဒ္ဓေဟိဣတိမေမာကံသင်္တုနေသာသပ္ပတာဒုခေနာသဗ္ဗညုတာဉာဏင်းတောဣမေပတ္တကဘေပတ္တကဘာနာဥပါဒောပွင့်တော်မူကြကုန်သောကာကုသန္တောသာကိုပင်ကိုအမိပြု၍အပရာဇိတာပလင်တနာ
သဗ္ဗညုတာရှင်ဉဏ်တော်ကိုရရှိတော်မူသောအာဟုတမြတ်စွာဘုရားသည်၎င်းခောနာကမနောစာယိတပံပင်ကိုအမိပြု၍အပရာဇိတာပလင်တနာသဗ္ဗညုတာရှင်ဉဏ်တော်ကိုရရှိတော်မူသောခောနာကိုမြတ်စွာဘုရားသည်၎င်းကတ္တဘောစာညောင်ပင်ကိုအမိပြု၍အပရာဇိတာပလင်တနာသဗ္ဗညုတာရှင်ဉဏ်တော်ကိုရရှိတော်မူသောကတ္တဗမြတ်စွာဘုရားသည်၎င်းဘောဓမမုနိစာညောင်ဗုဒ္ဓေဘောဓိပင်ကိုအမိပြု၍အပရာဇိတာပလင်ထနာသဗ္ဗညုတာရှင်ဉဏ်တော်ကိုရရှိတော်မူသောဘောဓမမြတ်စွာဘုရားသည်၎င်းပရိမိတယောစာကံကောပင်ကိုအမိပြု၍အပရာဇိတာပလင်ထနာသဗ္ဗညုတာရှင်ဉဏ်တော်ကိုရရှိတော်မူလက်တန်သောအရိမိတယမြတ်စွာဘုရားသည်၎င်းဧပြင်းစာဗုဒ္ဓေဤယုံ၅ပါးသောမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးတို့သည်မိမာကံဖျားတပိတော်တို့ဤဤသည်ဥကောင်းယတနာမြတ်အင်္ဂါ၌နေဆံမြဲသဗ္ဗဒနိယောညပါခကတေဒုက္ခေနာကိုယ်ချမစိတ်ချမ်းသာစွာဖြင့်သဗ္ဗညုတာဉာဏ်နှင့်တော်သဗ္ဗညုတာရှင်ဉဏ်တော်ဝင်သားလျက်တင်တူတည်င်းသုတ်တည်နေတော်မူပါရှင်သူမြတ်ကြီးတို့ဖျားဤဗဒကဘာ၌ပွင့်ထုံးမိပွင့်ထုံးလက်တံသောကာကုတံခောနာကုံကတ္တဗဂေါတမအတိမိတ္တမြတ်စွာဘုရားရှင်တို့သည်ဘုရားတပည့်တော်နှင့်ဘုရားတပည့်တော်မေတ္တာပို့မှအမြပေးဝေသောပုဂ္ဂိုလ်ပေါင်းတို့ဤဥကောင်းယတနာမြတ်အင်္ဂါနာနိယောညပါခကတေကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းပြည့်စုံစွာဖြင့်သဗ္ဗညုတာရှင်ဉဏ်တော်ဝင်သားလျက်တည်င်းသုတ်တည်နေတော်မူတဲ့ကဲ့သို့ဘုရားတပည့်တော်တို့သည်လည်းနိယောညပါခကတေကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းပြည့်စုံစွာဖြင့်ကောင်းသောလူဝင်ဆန္ဒများပြေဝပါလို့မြတ်စွာဘုရားသာဓုအနေသာသနာတော်နှစ်2569ခုဩတာတက္ကရာ1389ခုနတော်လာပြည့်ကျော်12ရက်နေ့ပရိသက္ကရာ2025ခု12လပိုင်း16ရက်နေ့အင်္ဂါနေ့မှာဝေဖာကြကုန်သောမွေးနေ့ရှင်အပေါင်း12လပိုင်း16ရက်နေ့မှာဝေဖာကြကုန်သောမွေးနေ့ရှင်အပေါင်းအင်္ဂါနေ့မှာဝေဖာကြကုန်သောမွေးနေ့ရှင်အပေါင်းကျွန်ုပ်တို့နှင့်တန်တရားဆက်ဆက်မှရှိကိုပွားတည်တော်ဆက်ပူသောဆွေမျိုးမိတ်ဆွေကိုပွားညီကိုမနမအပေါင်းနတ်ပြည်6တဲ့ပြမပြည်20လူပုံဖယ်လေးပုံ30ပုံနဲ့ရှင်နေကြကုန်သောလူနဲ့ပြမတတ္တဝပေပုံသားအပေါင်းအနန္တစကြဝဠာအနန္တတတ္တဝအပေါင်းတို့သည်တန်တရားဆက်ဆက်မှယခုပွားတည်ပြုပြုသည်များဒါနသီလဘာဝနာကုသိုလ်ကောင်းမှုအပေါင်းနှင့်အသင်တို့ရဲ့မေတ္တာစွာတတိကြောင့်၎င်းကျွန်ုပ်ဒေသဓမ္မကုတာတန်တရားဆက်ဆက်မှယခုပွားတည်ပြုပြုသည်များဒါနသီလဘာဝနာကုသိုလ်ကောင်းမှုအပေါင်းနှင့်ကျွန်ုပ်ရဲ့မေတ္တာစွာတတိကြောင့်၎င်းကျွန်ုပ်တို့အားလုံးသည်တရားသီလသုဒ္ဓဆာကပညာဟိတယုတ္တပါတိဟုသောသူတော်ကောင်းဥစ္စာယတနာတို့နှင့်ပြည့်စုံကြပြီးလင်အသက်ရှိခြင်းအစင်းလာခြင်းချမ်းသာကြီးခြင်းခွားပလာကြီးခြင်းဉာဏ်ပညာကြီးခြင်းတည်းဟုသောအကျိုးတရားများကိုရရှိခံစားရ၍အပယ်၄ပါးက၃ပါးရပ်ပြစ်၈ပါးယန္တမျိုး၅ပါးဝိပတ္တိတရား၄ပါးယတနာတရား၅ပါးနာမျိုးကုသ6ပါးဉာဏ်10ပါးဘေး25ပါးမိစ္ဆာဒိဋ္ဌိ62ပါးကိလေသာ10ပါးတို့မှခါခသိင်ကင်းလုံးငြင်းသည်ဖြစ်၍မဉ္ဇဉ်ပူဉ္ဇဉ်မျက်နှိပ်ပံကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုနိုင်ပါစေပါရမီမစုံသေး၍တန်တရား၌ကျင်လျက်သည်ရှိသောမရှိတကားမကြားရပဲပြီး၍မကုန်လူ၍မကံသက်ရှိကျမ်းမာချမ်းသာဘေးရန်ခွာ၍သာသနာအကျိုးတတ္တဝါအကျိုးကိုသေဖို့ဆောင်ရွက်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေကျွန်တော်တို့အားလုံးသည်လောဘဒေါသမောဟအစသောကိလေသာတရားများကင်းဝေး၍ကောင်းသောတကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားရှင်အရဟံသုခဒဂုဏ်တော်တို့၏စွမ်းအားတတိနှင့်အရဟံသုခဒဂုဏ်တော်တို့ကိုပွားများခြင်းကြောင့်ကျွန်တော်တို့အားလုံးသည်လောဘဒေါသမောဟတရားများကင်းဝေး၍နှုတ်မှပြောသမျှစကားတို့သည်ကောင်းသောတကားများသာဖြစ်ကြပြီးနာမကြားသမျှသံတို့သည်လည်းကောင်းသောသံများသာဖြစ်ကြပါသည်ဒီနေ့ကမ္ဘာလောကကြီးမှာကြီးစိုးလျက်ရှိသောကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်စသည့်အကုသိုလ်ညစ်ဆိုးဒုစရိုက်တရားမျိုးကိုမဂ္ဂင်၈ပါးမြတ်တရားဖြင့်ပယ်ပြောင်းနိုင်ကြပါသည်ကျွန်တော်တို့အားလုံးသည်နေ့စဉ်နဲ့အမျှကုသိုလ်ကောင်းမှုများကိုပြုလုပ်ပြီးလူနဲ့ပြမတတ္တဝါများမေတ္တာပို့များပေးဝေခြင်းကြောင့်ကျွန်တော်တို့ရဲ့ကုသိုလ်စွမ်းတတိနဲ့လူနဲ့ပြမတတ္တဝါများ၏စောင့်ရှောက်ကိုခံယူရခြင်းကြောင့်ကျွန်တော်တို့အားလုံးသည်ကိုယ်စိတ်နှပြချမ်းသာစွာဖြင့်ကောင်းသောလူရင်းဆန္ဒများပြေဝပါစေသာဓုသာမေတ္တာဘာဝနာတည်ဟုသောပฏิပတ်ခြင်းများဖြင့်
ယတနာမြတ်သုံးပါးတို့အားရှိခိုးပူဇော်ပါမည်ဣမာယာဓမ္မာနုဓမ္မပฏิပတ်တိယဗုဒ္ဓံပူဇေမိဣမာယာဓမ္မာနုဓမ္မပฏิပတ်တိယဓမ္မံပူဇေမိဣမာယာဓမ္မာနုဓမ္မပฏิပတ်တိယသံဃံပူဇေမိသာဓုသာဓုသာဓုဣဒံမေပုညံအတဝခေယဝဟဟောတုဣဒံမေပုညံနိဗ္ဗာနတ္တပစ္စယောဟောတုဣဒံမေပုညံဘောဓိညာဏတ္တပစ္စယောဟောတုသာဓုသာဓုသာဓုကျွန်ုပ်တို့တန်တရားဆက်ဆက်မှယခုပါတိပြုသမျှဒါနသီလဘာဝနာကုသိုလ်ကောင်းမှုစုစုတို့ကိုအလုံးကြကြသမျှကုသိုလ်အမြတ်ပြုတော်မူကြပါကုန်တော်သာဓုသာဓုသာအလုံးကြကြသမျှကုသိုလ်အမြတ်ပြုတော်မူကြပါကုန်တော်သာဓုသာဓုအလုံးကြကြသမျှကုသိုလ်အမြတ်ပြုတော်မူကြပါကုန်တော်သာဓုသာဓုကျွန်တော်တို့မေတ္တာဖို့အမြတ်ပေးဝေသောပုဂ္ဂိုလ်ပေါင်းတို့သည်ကျွန်တော်တို့အားဓမ္မချမ်းသာအောင်နာယောဂကင်းရှင်းအောင်ဘေးအန္တရာယ်ကင်းရှင်းအောင်စီးပွားလလပါဖြစ်တော်အောင်သာသနာ့ကျိုးတတ္တဝါကျိုးကိုတည်ဖို့ဆောင်ရွက်နာအောင်မိခင်သည်ယနာဖြစ်သောတူတိသောသားကိုအတ္တမြအစဉ်ဆောက်ရှောက်တဲ့ကဲ့သို့နေ့ရောညပါကကတဲ့မမေ့မလျော့ကူညီဆောက်ရှောက်တော်မူနိုင်ကြပါစေကျွန်တော်တို့တသူကုသိုလ်ကောင်းမှုများပြုလုပ်တိုင်းမှာလည်းသင်တို့သိနိုင်မြင်နိုင်ကြားနာမိဝမ်းမြောက်ဝမ်းသာသာဓုခေါ်ကြ၍တစ်စင်းနဲ့တစ်စင်းမြင့်သောဘုံဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေသင်တို့သည်ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ကြပြီးမိမိတို့နေရဌာနသို့စိတ်ချမ်းသာစွာပြန်ကြကုန်သောသာဓု